ကျွေရာကိုကပွင့်ခြင်းပဲပန်းဆိုတာကျွေရာကိုကပွင့်ခြင်းပဲတပွင့်ချွေရင်တပွင့်ဝေလွင်နေမှာပဲနှစ်ပွင့်ချွေရင်နှစ်ပွင့်ဝေလွင်နေမှာပဲကဲချွေစမ်းပါအောင်လေယူးလေတော့တော့နှင်မဆုံးလေတင်တုံးလားမုံတိုင်းလားပဲတအားတိုက်ဆန်းချွေစမ်းပါအောင်ပန်းဖူးတွေမြေမာကျွေအောင်မွားချွေစမ်းပါမမှုပါဘူးကျွေရာကိုကပွင့်ခြင်းပဲပန်းအဖိဓမ္မာဒါပါပဲလေချွေလို့ကျွေကျွေလို့နေကျွေရာကိုကပွင့်ခြင်းပဲဟဲ့ကြပြားစရာမောင်ချောနေ